ကွန်ပျူတာပေါ်ကဖိုဒါတွေကိုနာမည်လေးပြောင်းအောင်ဒါကိုဖိုဒါ rename လို့ခေါ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့တော့ဖိုဒါနာမည်ပြောင်းနည်းလေးကိုအလွယ်ဆုံးပုံစံနဲ့ပြပေးသွားမှာဖြစ်ပါတယ်ဖိုဒါနာမည်ကိုပြောင်းထားတတ်ရင်ကိုယ့်ဖိုင်တွေကိုရှာရပို့လွယ်လာပါတယ်ဥပမာပိုတိုဆောင်း lesson ဆိုပြီးခွဲထားလို့ရပါတယ်အခုဖိုဒါနာမည်ပြောင်းကြည့်အောင်ပြောင်းခြင်းတဲ့ဖိုဒါဘောကို mouse ကိုတင်ပါပြီးရင် mouse ကညာဘက်ခလုတ်ကိုတစ်ချက်နှိပ်ပါမီနူးပေါ်လာရင် rename ဆိုတာကိုရှာပြီး mouse ဘယ်ဘက်ခလုတ်နဲ့တစ်ချက်ထပ်နှိပ်ပါအခုဖိုဒါနာမည်ပေါ်မှာအပြာရောင် highlight ဖြစ်သွားပါလိမ့်မယ်ဒီအချိန်မှာနာမည်အသစ်ရိုက်ထည့်လို့ရပါတယ်ဥပမာပိုတိုလို့ပေးမယ်ဒါမှမဟုတ် lesson 1လို့ပေးလဲရပါတယ်နာမည်ရေးပြီးရင် keyboard က enter ခလုတ်ကိုနှိပ်ပါဒါမှမဟုတ်ဖိုဒါနဲ့လွတ်တဲ့နေရာမှာ mouse က left click ဘယ်ဘက် click ကိုတစ်ချက်ထပ်နှိပ်လဲရပါတယ်အခုဆိုဖိုဒါနာမည်ပြောင်းပြီးသွားပါပြီနာမည်ကောင်းကောင်းပေးထားတတ်ရင်ဖိုင်တွေမပြောက်တော့ပဲစနစ်တကျတိမ့်တက်လာမှာဖြစ်ပါတယ်ကွန်ပျူတာအခြေခံအကြောင်းအရာတွေကိုဆက်လက်လေ့လာခြင်း follow လုပ်ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်